အားလုံးပဲမင်္ဂလာပါရှင်ရန်ကုန်ခေတ်သစ်သတင်းဌာနကနေထိတ်တန့်ရောက်သတင်းများကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တိုင်းသားလက်နက်ကိုင်အဖွဲ့များမရှိသည့်အချိန်မှာစစ်တပ်ကလွှတ်တော်တွင်ပါဝင်နေမှုကိုအစဉ်စဉ်ရှော့ချသွားနိုင်မည်ဟုမင်းအောင်လှိုင်ပြောပြန်တဲ့ဆွဲသတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်တိုင်းသားလက်နက်ကိုင်အဖွဲ့များမရှိသည့်အချိန်မှာစစ်တပ်ကလွှတ်တော်တွင်ပါဝင်နေမှုကိုအစဉ်စဉ်ရှော့ချသွားနိုင်မည်ဖြစ်ကြောင်းအကြံဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်ကပြောဆိုပြန်ပါတယ်ရှမနိပြည်ဦးလွင်တပ်နယ်တွင်စစ်တပ်အရာရှိစစ်တီမိသားစုများနှင့်ဗိုလ်လောင်းများကိုအကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်ကရင်းကဲသို့ပြောဆိုခြင်းဖြစ်ပါတယ်။မင်းအောင်လှိုင်ကစစ်တပ်အနေဖြင့်နိုင်ငံရေးအမျိုးသားနိုင်ငံရေးဦးဆောင်မှုအခမ်းကဏ္ဍတွင်ခေတ်အဆက်ဆက်တမိုင်းကြောင်းများအရာပါဝင်ခဲ့ရကြောင်းတမိုင်းကြောင်းအရာဖြစ်ပေါ်နေသည့်အခြေအနေများအရာစစ်တပ်အနေဖြင့်နိုင်ငံရေးဦးဆောင်မှုအခမ်းကဏ္ဍတွင်ဆက်လက်ပါဝင်နေရအောင်မည်ဖြစ်ကြောင်းနိုင်ငံတွင်ဒီမိုကရေစီစနစ်များထွန်းကားပြီးတိုင်းသားလက်နက်ကိုင်အဖွဲ့များမရှိသည့်အချိန်တွင်စစ်တပ်အနေဖြင့်လွှတ်တော်တွင်ပါဝင်နေမှုကိုအစဉ်စဉ်လျှော့ချသွားနိုင်မည်ဖြစ်ကြောင်းလက်ရှိအချိန်တွင်စစ်တပ်ကနိုင်ငံရေးဦးဆောင်မှုအခမ်းကဏ္ဍတွင်ပါဝင်နေရခြင်းကြောင့်လုပ်ငန်းများကိုမှန်မှန်ကန်ကန်ဖြင့်စနစ်တကျလုပ်ကိုင်ဆောင်ရွက်သွားကြရန်လိုကြောင်းပြောဆိုပါရယ်စစ်တပ်အဓိကတာဝန်မှာနိုင်ငံတော်ကာကွယ်ရေးတာဝန်များကိုထမ်းဆောင်ရန်ဖြစ်တော်လဲခေတ်အဆက်ဆက်တွင်ဖြစ်ပေါ်ခဲ့သည့်အခြေအနေများအရာပြည်တွင်းတောင်ကျမှုနှိမ်နင်းရေးအခမ်းကဏ္ဍတွင်ပါဝင်နေရခြင်းဖြစ်ကြောင်းလက်ရှိနိုင်ငံတော်တွင်ဖြစ်ပေါ်နေသည့်လက်နက်ကိုင်များကိုတိုက်ဖြတ်ဆောင်ရွက်လျက်ရှိကြောင်းမင်းအောင်လှိုင်ကဆက်လက်ပြောဆိုပါရယ်အမျိုးသားညီညွတ်ရေးအစိုးရကမှနိုင်ငံရေးဦးတည်ချက်6ချက်ကိုတောင်းဆိုထားပြီးစစ်အာဏာသိမ်းမှုကိုဖယ်ရှားပြီးမြန်မာစစ်တပ်နိုင်ငံရေးတွင်ပါဝင်နေခြင်းအားအဆုံးသတ်ရန်လက်နက်ကိုင်တပ်ဖွဲ့များအားလုံးဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ထားသည့်အယက်သားအစိုးရ၏စီမံအုပ်ချုပ်မှုအောက်၌အပြည့်အဝထားရှိရန်2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုအပြီးတိုင်ဖျက်သိမ်းရန်နှင့်ရင်းကိုပြန်လည်အသက်သွင်းရန်ကြိုးပမ်းမှုမှန်သမျှတိုက်ဖြတ်ရန်သက်ဆိုင်သူများအားလုံးလက်ခံသောဖက်ဒရယ်နှင့်ဒီမိုကရေစီစနစ်ကိုအခြေခံသည့်ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းရန်ထွက်ပေါ်လာသောဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအသစ်အားတည်ဆောက်ရန်ပရိပခအတွင်းလိင်နှင့်ကြားမအပေါ်အခြေခံထားသောအကြမ်းဖက်မှုများအပါအဝင်မတရားကျူးလွန်ခံရသူများအတွက်တရားမျှတမှုရရှိရေးနှင့်အသွင်ကူးပြောင်းရေးကာလတရားမျှတမှုရရှိရေးလုပ်ငန်းစဉ်ကိုဖော်ဆောင်ရန်တောင်းဆိုထားခြင်းဖြစ်ပါတယ်။ဆက်လက်ပြီးစလင်းရဲစခန်းမှကင်းပတ်ရန်ထွက်လာသည့်စစ်အုပ်စုကြားဖြတ်တိုက်ခိုက်ခံရပြီး4ဦးဒဏ်ရာရတဲ့ဆွဲသတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။မကွေးတိုင်းစလင်းမြို့မှရဲစခန်းကနေကင်းပတ်ရန်ထွက်လာတဲ့အကြံဖက်စစ်ကော်မရှင်တပ်သားတွေကိုကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်အုပ်စုထိခိုက်ဒဏ်ရာရရှိမှုတွေရှိခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးအဖွဲ့စလင်းထံကသိရပါတယ်။ဒီဇင်ဘာ6ရက်မနေ့နေ့လယ်2နာရီခွဲကျော်လောက်မှာစလင်းရဲစခန်းကအင်အား20ဝန်းကျင်ရှိစစ်အုပ်စုဟာစလင်းမြို့အထက်စိမ့်ဆိုကင်းစခန်းကိုစိုင်ကယ်လေးစီကားတစ်စီးနဲ့ကင်းပတ်ထွက်လာချိန်စိမ့်ဆိုကိန်းနဲ့စလင်းမြို့မှရဲစခန်းကြားမိရထားလမ်းပိုင်းအရောက်မှာကာကွယ်ရေးတပ်ဖွဲ့တွေကမိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။မိုင်းဆွဲတိုက်ခိုက်ပြီးတဲ့နောက်အပြန်အလှန်ပစ်ခတ်မှု45မိနစ်ခန့်ဖြစ်ပွားခဲ့ပြီးစစ်အုပ်စုဘက်ကမြေတင်ရက်ကွက်ကရဲတပ်သားအောင်ညီညီနဲ့ဖောင်းလင်းတဲ့ဒိတ်မင်းခန့်တို့အပါအဝင်4ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။ကင်းပတ်နေကြမှုမိုင်းဆွဲတိုက်ခိုက်ဖို့စောင့်နေတာပါ။တေဆုံးတော့အတိအကျမသိရသေးဘူး။ထိခိုက်ဒဏ်ရာ4ယောက်ကတော့အခြေအနေဆိုတယ်။သူတို့ကကင်းပတ်ပြီးပေါ်တာဆွဲလေးရှိတယ်။လက်တလောစိမ့်ဆိုရုံနဲ့စလင်းစခန်းအသွားလာရှုပ်နေတယ်လို့စလင်းပကဖတာဝန်ရှိသူကသတင်းဌာနကိုပြောပါတယ်။တိုက်ခိုက်ခံရပြီးတဲ့နောက်စစ်အုပ်စုကစလင်းမြို့မှရဲစခန်းတွေကိုပြန်လည်ဆုတ်ခွာသွားပြီးစစ်အုပ်စုထံကG3 Gပေါင်း2ခုလက်ပစ်ပုံ2လုံးနဲ့ G30 တောက်သိန်းစီရရှိခဲ့တယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာ9ရက်နေ့တုန်းကလည်းစလင်းနဲ့စင်ဖြူကျွန်းမြို့မှာပြည်သူတွေကိုပေါ်တာဆွဲဖမ်းဆီးနေတဲ့အကြမ်းဖက်စစ်သားတွေကိုစလင်းပကဖကလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်ခဲ့ကြောင်းသိရပါတယ်။ကရင်ပြည်နယ်ဖာပွန်ခရိုင်ဘော်ဆဲခိုစခန်းသို့စစ်ကူလာချသည့်ရဟတ်ရင်ကို KNL ပူးပေါင်းတပ်များကတိုက်ခိုက်ခဲ့ရာခိတဗျူဟာမှုဒုတိယဗိုလ်မှူးကြီးအောင်မြတ်မိုးအပါအဝင်15ဦးသေဆုံးသွားကြောင်းနေပြည်တော်စစ်ဖက်သတင်းရင်းမြစ်နဲ့စီရီယံဗိုလ်ကြီးစင်ရော်ကသတင်းဌာနကိုပြောကြားပါတယ်။နိုဝင်ဘာလ21ရက်နေ့ကရင်ပြည်နယ်ဖာပွန်ခရိုင်တွင်စစ်စေးရေးများကြီးကြပ်ကွပ်ကဲမည်ခိတဗျူဟာမှုဒုတိယဗိုလ်မှူးကြီးအောင်မြတ်မိုးအပါအဝင်စစ်ကူများကို MI-70 ရဟတ်ရင်ဖြင့်လာရောက်ချထားစဉ် KNL နှင့် PDF ပူးပေါင်းတပ်များသတင်းအရတိုက်ခိုက်ခဲ့ရာဒုတိယဗိုလ်မှူးကြီးအောင်မြတ်မိုးအပါအဝင်15ဦးသေဆုံးသွားခဲ့ကြောင်းရှင်းအောင်အခြားရဟတ်ရင်တစ်စင်းဖြင့်ဒုတိယဗိုလ်မှူးကြီးအောင်မြတ်မိုး၏အလောင်းအပါအဝင်အရာရှိများ၏အလောင်းများကိုတောင်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ပြန်လည်တည်ယူသွားခဲ့ကြောင်းသိရပါတယ်။ရဟတ်ရင်နဲ့လာချတာကနေ့လယ်ပိုင်းလောက်မှလာချပြီးတာအဲ့ဒါကိုသတင်းပေါက်ကြပြီးလက်ဖက်အဖွဲ့စည်းကနေလက်နက်ကြီးလက်နက်ငယ်60မမတွေရောရုံးပုံးတွေနဲ့ပါတိုက်ခိုက်တာရဟတ်ရင်ပေါ်ပါတူးပုံမူကြီးအောင်မြတ်မိုးအပါအဝင်အရာရှိစစ်သည်15ဦးကြဆုံးပါတယ်ဟုနေပြည်တော်စစ်ဖက်သတင်းရင်းမြစ်ကပြောဆိုပါတယ်။စီဒီယံဗိုလ်ကြီးစင်ရော်ကလည်းတောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ
A1 ဒုတိယဗိုလ်မှူးကြီးအောင်မြတ်မိုးနဲ့အဖွဲ့ရဟတ်ရင်ပေါ်မှချပြီးတိုက်ခိုက်ခံရမှုကြောင့်စစ်အရာရှိကြီးအရာရှိငယ်နဲ့စစ်တီစုစုပေါင်း15ဦးသေဆုံးကြောင်းအတည်ပြုပြောဆိုပါတယ်စစ်တောင်းမြေအရှိတ်ချမ်းအဓိကကြောက်ကြီးနေမြေတွေကိုအဓိကရွေးကောက်ပွဲလုပ်ကျင်တော့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ရုံးက A1 တွေကျူ1တွေပါအလဲကျစစ်စင်ရေးထွက်ရတဲ့အချိန်မှာ A1 အောင်မြတ်မိုးတို့အဖွဲ့ကစစ်ကူလိုက်သွားရတာပို့တာလည်းရဟတ်ရင်နဲ့ပို့တာသိကြတယ်အဲ့ဒီမှာတိုက်ခိုက်ခံရပြီးတော့နှစ်ပေါင်း73 on the spot အားလုံးပေါင်း15ယောက်ကြတယ်စေးမှုတစ်ယောက်လည်းကြတယ်တိုင်းရုံစုပေါင်းဆက်ပေါင်းအဖွဲ့တွေလို့သိရတယ် KNU ဘက်ကလည်းသတင်းအတိအကျရပြီးတော့စောင့်ကြိုတိုက်ခိုက်တဲ့အနေထားရှော့တိုက်တုံးနဲ့ဖြစ်တယ်လို့တော့တော်တော်များများတော့ပြောကြတယ်ဒါပေမဲ့အနေထားကရှော့တိုက်တုံးနဲ့ဖြစ်တဲ့အနေထားမျိုးမဟုတ်ဘူးလို့မြင်ရတယ်အဲ့ဒီဘက်မှာအသုံးများတာကပရိဒါမိုင်းနဲ့မိုင်းဆွဲတိုက်ခိုက်ခံရတဲ့အနေအထားမျိုးဟု CDM ဗိုလ်ကြီးစင်ရော်ကပြောဆိုပါတယ်ဒုတိယဗိုလ်မှူးကြီးအောင်မြတ်မိုးနှင့်အဖွဲ့စစ်ကူအဖြစ်ရဟတ်ရင်ဖြင့်တွားရောက်ပို့ဆောင်သည့်သတင်းပေါက်ကြား၍တိုက်ခိုက်ခံရပြီးကြာဆုံးသွားသောဖြစ်စဉ်အပေါ်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တွင်စုံခုံဖွဲ့၍စစ်ဆေးလျက်ရှိပြီးတိုင်းရုံးမှအရာရှိစစ်သည်နှင့်မိသားစုဝင်အနည်းဆုံး100နီးပါး၏ဖုံးများကိုစစ်တပ်ကစစ်ဆေးလျက်ရှိကြောင်းသိရပါတယ်။သတင်းပေါက်ကြားလို့တိုက်ခိုက်ခံရတာတော့ပေါ်ပေါက်တယ်။ဘဲကသတင်းပေါက်တာလဲဆိုတာကိုတော့လိုက်နေကြတယ်။အခုသိရသလောက်တိုင်းရုံးကအရာရှိစစ်သည်နဲ့မိသားစုဝင်100လောက်ရဲ့ဖုံးတွေကိုစာရဖကယူပြီးစစ်နေတယ်။ဖမ်းဆီးတာမျိုးမဟုတ်ဘူး။ဖုံးတွေကိုတင်ပြီးစစ်နေတာဟုနေပြီးတော့စစ်ဖက်သတင်းရင်းမြစ်ကရှင်းပြပါတယ်။